ဟုတ်ကဲ့ပါဒါလေးကသုံးပြီးပွဲအုပ်ကလေးကိုဒါလေးအချောခံနေတာပါနော်မချောပြီးတော့ဒါလေးအချောခံနေတာပါအကျန်းအစင်ပေါ့နော်ဒါသုံးပြီးပွဲအုပ်ရဲ့အောက်ခွာပါနော်ခွာအခြေပါလေးကအလဲဦးလေးလေးကသုံးပြီးပွဲအုပ်ရဲ့အလဲဦးလေးဒီနှစ်ခုကိုအဲ့လိုချောခံပြီးပြီဆိုမှဒါလေးကဆက်မှာနော်အလဲဦးလေးနဲ့ခုနခွာလေးနဲ့ဒီလိုလေးဆက်မှာတော့ဝဲအောင်ဆက်တဲ့ပုံစံလေးပြပေးနော်စစ်စစ်လောက်ရတာပါနော်ဒီကြောဘဲကိုဖြစ်ဖို့ရာအစစ်စစ်မှာကျွန်တော်တို့ဝါနီကုံကျန်းကနေပြီးတော့အစစ်စစ်အဲ့မှာဒီလိုလေးဆက်ရတာနော်ဒါကနောက်ကိုင်းနေတဲ့အတုပ်ပါနော်နောက်ကိုင်းနေတဲ့အတုပ်တွေပုံချမ်းနေတစ်စိကိုင်းမဲ့အဆင်ပေါ့ဒါပြီးရင်တစ်စိကိုင်းနဲ့အဆင်ရောက်တော့ပါနော်ကျွန်တော်တို့ရွန်းတယ်လုပ်တယ်ဆိုတာအမှန်တော့ဇက်ပွဲလိုပါပဲဇက်ပွဲကိုနောက်မှသွားကြည့်ရင်ရှုပ်ချက်တွေခါတော့ဘာကြည့်လို့ကြည့်ရမှာမှမသိဘူးအထယ်လေးထွက်လာပြီဆိုမှကြည့်ရှုကောင်းတာခုလိုပေါ့ဇက်ပွဲလိုပေါ့ဇက်ပွဲနောက်မှသွားကြည့်ရင်လည်းအဲ့လိုပဲရှုပ်ချက်တွေခါပြားပြင်းကြလွှားကြရှေ့ရကြည့်ရလူတွေလှောက်ဖို့အတွက်နောက်ကပင်မခံနေရတော့အဲ့လိုပဲရွန်းတဲ့တစ်ခုကိုလှလှပပလေးဖြစ်လာဖို့ရအဲ့ရွန်းတဲ့တစ်ခုဖြစ်မလာခင်ကြားထဲမှာအစင်းစင်ပေါ့နော်အစင်းစင်ဇက်ပွဲလိုပါပဲဇက်ပွဲနောက်မှသွားကြည့်တယ်လို့ပဲဒါရွန်းတဲ့အောက်ခြေပိုင်းပေါ့အောက်ခြေပိုင်းလုံနေတဲ့အချိန်မှာမလွယ်ပါဘူးကြာနော်ကတော့ပဲလှလှပပလေးအခုထွက်လာဖို့ရအတွက်အဆင့်ဆင့်ပေါ့ဒီအဆင့်ဆင့်အခြေခံနေသွားရပါမယ်အဲ့ဒါလေးကိုအားလုံးမြင်တွေ့အောင်လေးလိုက်ပြပေးရနော်ဒါလေးကဒီဆက်နေတာဒီလိုလေးဆက်ပြီးပြီဆိုမှနေပြပြီးမှဒီပေါ်မှာအဆင့်ဆင့်30လောက်သွားပါလိမ့်ဒါပြီးကမှလက်စီထပ်အနီအောင်ဆိုအနီအောင်လေးအနဲ့အောင်ဆိုအနဲ့အောင်လေးဒါကရွန်းတယ်တစ်ခုဖြစ်ဖို့နောက်ပိုင်းပေါ့နောက်ပိုင်းကကျမ်းပိုင်းလုံနေတဲ့အဆင့်လေးပါနော်ကျွန်တော်တို့ဒီကြောဘွဲအုပ်တစ်လုံးကိုပေးရတဲ့ဈေးနှုန်းနဲ့ကျွန်တော်တို့ဒီအောက်ခြေကနေဒီကြောဘွဲအုပ်တစ်လုံးဖြစ်ဖို့လောက်ရတဲ့လောက်အားနှုန်းနဲ့ပေါ့နော်တန်ပါတယ်လို့နော်ဈေးနှုန်းတွေကျွန်တော်ဈေးနှုန်းတွေကပင်ရင်းဈေးနှုန်းတွေအမြတ်ဆိုတာတကယ်ကိုနဲပါတယ်ဘာမှမကြံပါဘူးကျွန်တော်အလုပ်ဖြစ်ုံလေးပဲဒါလေးကကျွန်တော်တို့အလုပ်သမားမိသားစုလေးတွေအားလုံးအဆင်ပြေဖို့အတွက်ဒီဈေးနှုန်းလေးတွေနဲ့ဖြောင်းသွားပေးတာပါနော်ဒါကတော့ဘဲအုပ်ဆက်နေတာပါအကျန်ပိုင်းဆက်နေတာ